စီးပွားရေးလုပ်ငန်းတိုင်းလိုအပ်တဲ့လိုအပ်ချက်တစ်ရက်ကိုပြောပါဆိုလို့ရှိရင်စကားလုံးလေးတစ်လုံးမှာပဲဝင်ငွေလို့ခေါ်တဲ့အကြောင်းအရာပါနော်စီးပွားရေးလုပ်ငန်းတိုင်းကဝင်ငွေတစ်ခုရှိမှရပ်တည်လို့ရတာလေဗျာဝင်ငွေမရှိလို့ရှိရင်စီးပွားရေးလုပ်ငန်းစီးပွားရေးပဲဟုတ်တော့မလဲဗျာနော်အဲ့တော့စီးပွားရေးလုပ်ငန်းတိုင်းကဝင်ငွေဆိုတာလိုတာကြီးပါပဲဒါပေမဲ့ဝင်ငွေတစ်ခုရဖို့ဆိုတာကကိုယ့်စီမှာရောင်းစရာထုတ်ကုန်တော့မဟုတ်ဝန်ဆောင်မှုတစ်ခုရှိဖို့လိုအပ်ပါတယ်ဒါမှလည်းလူတွေကကိုယ်နော်ပတ်စံလာပေးမှာပေါ့ဗျာမဟုတ်လို့ရှိရင်ကိုယ့်စီမှာဘာမှရောင်းစရာလည်းမရှိဘူးဘာမှဝန်ဆောင်စရာလည်းမရှိဘူးဆိုလို့ရှိရင်ဝင်ငွေဆိုတာဘယ်လိုလုပ်ရှိမလဲပေါ့ဗျာဒါကြောင့်မို့လို့လုပ်ငန်းရှင်တိုင်းကဝင်ငွေလိုတယ်နော်လုပ်ငန်းတိုင်းကဝင်ငွေလိုတယ်ဝင်ငွေတစ်ခုရဖို့ဆိုတာကိုယ်စီမှာရောင်းစရာထုတ်ကုန်တော့မဟုတ်ဝန်ဆောင်မှုတစ်ခုရှိဖို့လိုတယ်ရောင်းစရာထုတ်ကုန်တော့မဟုတ်ဝန်ဆောင်မှုတစ်ခုကို customer စိတ်တိုင်းကြစင်ဆက်မပြတ်ထုတ်ပေးနိုင်ဖို့ဆိုတာကလည်းတစ်ဖက်မှာ system လို့ခေါ်တဲ့လုပ်ငန်းစဉ်စနစ်တစ်ခုရှိဖို့လိုအပ်ပါတယ်။လုပ်ငန်းစဉ်စနစ်တစ်ခုမရှိလို့ရှိရင်ကိုယ်အနေနဲ့ထုတ်ကုန်တဲ့ဝန်ဆောင်မှုတစ်ခုကဘယ်လိုလုပ်เนาะ customer တွေစိတ်တိုင်းကြတဲ့တူညီတဲ့ရလဒ်တစ်ခုကိုပေးနိုင်ပါမလဲပေါ့ဗျာ။ဒါကြောင့်မလို့အဆုံးသတ်မှာကျွန်တော်တို့စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ကဘာအရေးအကြီးလဲလို့ပြောလို့ရှိရင်ဝင်ငွေအရေးကြီးတယ်ဆိုတာမှန်တာပေါ့ဗျာ။ဒါပေမဲ့တစ်ဖက်မှာဝင်ငွေအရေးကြီးတယ်လို့ရောင်းစရာထုတ်ကုန်ပစ္စည်းနဲ့ရောင်းစရာဝန်ဆောင်မှုတစ်ခုရှိဖို့အရေးကြီးတယ်ဆိုတာလည်းမှန်တာပေါ့ဗျာ။ဒါပေမဲ့ဒီရောင်းစရာထုတ်ကုန်ပစ္စည်းနဲ့ရောင်းစရာအကြောင်းအရာတစ်ခုကိုစင်ဆက်မပြတ်တူညီတဲ့ရလဒ်နဲ့ customer တွေစိတ်တန်းကြထုတ်လုပ်ပေးနိုင်အောင်ဝန်ဆောင်မှုပေးနိုင်အောင်လို့ပြောရဲဆိုတဲ့နေရာမှာကတော့ကျွန်တော်စနစ်တစ်ခုလိုလာပြီပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ကစနစ်လို့ခေါ်တဲ့ဒီ system ဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်နားလည်ထားဖို့လိုပါလိမ့်မယ်။ဘာကြောင့်မို့လို့စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ system ကြဖို့ချဖို့လိုအပ်တာလဲပေါ့ဗျာ။အကြောင်းအရာ၃ခုလေးကိုကျွန်တော်မျှဝေပြရစီ။စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ကစနစ်ဆိုတဲ့အကြောင်းအရာလေးရှိဖို့လိုအပ်ပါတယ် system ကြဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်နံပါတ်1က consistency လို့ခေါ်တဲ့တူညီတဲ့ရလဒ်တစ်ခုကိုပေးနိုင်ဖို့ဖြစ်ပါတယ်။တူညီတဲ့ရလဒ်တစ်ခုဆိုတာအင်မတန်မှအရေးကြီးပါတယ်။ကိုကတူညီတဲ့ရလဒ်တစ်ခုကိုမပေးနိုင်ဘူးဆိုလို့ရှိရင်တခါလာတစ်မျိုးဆိုလို့ရှိရင်ကိုကလုပ်ငန်းလုပ်နေတာ ਨੇ ဘယ်လိုလုပ်တူပါတော့မလဲဗျာဆိုကြပါစို့ထမင်းချက်စားတယ်ပဲဆိုကြပါစို့ကိုယ့်ဘက်ကိုချက်စားတယ်ဆိုလို့ရှိရင်တော့တစ်ခါချက်တာနဲ့ဒုတိယတစ်ခါချက်တာနဲ့မတူတာပြဿနာမရှိဘူးလေဗျာတစ်ခါချက်ရင်နည်းနည်းပဲချက်မယ်ဒုတိယတစ်ခါချက်ရင်များများချက်ရင်ချက်မယ်တစ်ခါချက်ရင်စားနည်းနည်းပေါ့ရင်ပေါ့မယ်တစ်ခါချက်လို့ရှိရင်စားနည်းနည်းငတ်ရင်ငတ်မယ်ဒါကိုယ့်ဘက်ကိုချက်စားတာလေဗျာဒါပေမဲ့စီးပွားရေးလုပ်တယ်ဆိုလို့ရှိရင်တော့ရလဒ်တစ်ခုဟာမတူညီလို့မရတော့ပါဘူးတခါလာလို့ရှိရင် customer တွေကဟာလာကိုဟိုအရသာကောင်းတယ်နောက်တစ်ခါလာတဲ့အချိန်မှာဒီဆိုင်ကအရသာမကောင်းတော့ဘူးဆိုလို့ရှိရင် customer တွေအနေနဲ့ကနောက်တစ်ခါဘယ်လိုလုပ်လာစားတော့မလဲပေါ့ဗျာဒါကြောင့်မလို့လုပ်ငန်းတစ်ခုအနေနဲ့ကကိုယ့်ဘက်ကိုချက်စားတော့ကတော့မတူညီတာဟာပြဿနာမရှိပေမဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သွားပြီဆိုလို့ရှိရင်တော့ဘယ်အချိန်ချက်ပါဒီဟင်းပွဲကဘယ်အချိန်ထွက်ပါတူညီတဲ့ရလဒ်တစ်ခုကိုထွက်နေဖို့လိုပါတယ်တခါလာလို့ရှိရင်နဲတယ်တခါလာလို့ရှိရင်များတယ်ဖြစ်လို့မရတော့ပါဘူးဘယ်အချိန်လာပါတပုံစံနဲ့အရသာတွေတစ်ခုတည်းဖြစ်နေဖို့လိုပါတယ်ရလဒ်တူညီနေဖို့လိုပါတယ်ဒါမှလည်းစီးပွားရေးလုပ်ငန်းဖြစ်ပါမယ်နောက်တစ်ခုကလည်းဒီမှာလုပ်ငန်းတော်တော်များများเนาะကျွန်တော်တို့ကြုံမှုတွေ့ကြုံမှုကြမှာပါဒီဆိုင်ကိုသွားတယ်အရန်ကောင်းတယ်နာမည်ကြီးတယ်ဒီဆိုင်ကနာမည်ကြီးလာတဲ့အနေအထားမျိုးမှာနောက်တစ်ဆိုင်တိုးချဲ့ပြီးတော့ဖွင့်လှစ်တယ်နောက်တစ်ဆိုင်မှာသွားစားတော့ရလက်ကပထမဆိုင်လောက်ဟလာမတူညီတော့ဘူးပေါ့ဗျာမကောင်းတော့ဘူးပေါ့ဗျာဒီလိုမျိုးကြုံတွေ့မှုကြမယ်ထင်ပါတယ်ဒါဒီပါလဲဆိုလို့ရှိရင်ရလက်မတူခြင်းလို့ကျွန်တော်တို့ခေါ်ပါတယ်ရလက်မတူလို့ရှိရင်လုပ်ငန်းချဲလို့မရပါဘူးဒါဒီ system ရဲ့ဥပဒေတာပဲဖြစ်ပါတယ်စီးပွားရေးလုပ်ငန်းတိုင်းစီးပွားရေးလုပ်ငန်းတိုင်းတစ်ခုလုပ်ငန်းတိုင်းအနေနဲ့ကဒီရလက်ဆိုတဲ့အကြောင်းအရာလေးတစ်ခုမတူညီလို့ရှိရင်တူညီအောင်ဝန်ဆောင်မှုမပေးနိုင်လို့ရှိရင်စီးပွားရေးလုပ်ငန်းကတိုးချဲ့လို့မရဘူးပေါ့ဗျာတူညီတဲ့ရလဒ်တစ်ခုရဖို့ဆိုတာကလည်းတူညီတဲ့လုပ်ပုံကိုင်ပုံရှိဖို့လိုပါတယ်ဒါကိုပဲကျွန်တော်တို့ကလုပ်ငန်းစဉ်စနစ်လို့ကျွန်တော်တို့ခေါ်ကြတာပေါ့ဗျာเนาะလုပ်ငန်းစဉ်စနစ်ဆိုတာเนาะကျွန်တော်တို့အင်မတန်မှအရေးကြီးပါတယ်လုပ်ငန်းစဉ်စနစ်တူညီမှသာလဲတူညီတဲ့ရလဒ်တစ်ခုထွက်မယ်တူညီတဲ့ရလဒ်ရှိမှသာလဲတူညီတဲ့ product တစ်ခုရှိလာမယ်တူညီတဲ့ product မှသာလဲကျွန်တော်လုပ်ငန်းတစ်ခုဟာ consistency ဖြစ်ပြီးတော့မှเนาะလုပ်ငန်းဟာတိုးချဲ့လို့ရမှာဖြစ်တယ်ပေါ့ဗျာဒါဒီเนาะစနစ်တစ်ခုရဲ့အရေးကြီးပုံနံပါတ်1ဖြစ်ပါတယ်ဒုတိယဘာဖြစ်လို့ကိုယ်လုပ်ငန်းမှာစနစ်ကျတင်တယ်လဲချတင်တယ်လဲဆိုလို့ရှိရင် delegation လို့ခေါ်တဲ့အကြောင်းအရာတစ်ခုကြောင့်ပါလုပ်ငန်းတိုင်းအနေနဲ့ကနေရာတကာမှာကိုတယောက်တည်းလုပ်ရတာမဟုတ်ဘူးလေဗျာเนาะကိုကလုပ်ငန်းကိုတီထောင်တဲ့လူဖြစ်ရင်ဖြစ်မယ်လုပ်ငန်းတစ်ခုကိုစခဲ့တာဖြစ်မယ်ပေါ့ဗျာဒါပေမဲ့ကိုတယောက်တည်းတင်ကြိုပြီးအကုန်လုပ်တာမဟုတ်ဘူးလေဗျာเนาะဟိုကိုကဝန်ထမ်းတွေခန့်ထားရတယ်เนาะအကုန်ပူးပေါင်းပြီးလုပ်ရတာပေါ့ဗျာအဲ့တော့ကိုတယောက်တည်းလုပ်နေတာမဟုတ်တည်း
နော်သူများတွေနဲ့ပေါင်းလို့နေရပြီဆိုကြတဲ့ကိုကဝန်ထမ်းတွေနဲ့အကုန်လုံးဝိုင်းဝန်းပြီးလှုပ်ဆောင်နေရပြီဆိုကြတဲ့ကိုကကျွန်တော်တို့ကကိုလှုပ်ချင်တဲ့အကြောင်းအရာလုပ်ငန်းရဲ့ဖြစ်တဲ့လုပ်ငန်းစဉ်အဆင့်တွေကိုလက်လွဲခိုင်းရမယ့်အပိုင်းမှာစနစ်ကျနေဖို့လိုတယ်ပေါ့ဗျာစနစ်မကျရင်ဘာဖြစ်လဲလို့မေးစရာရှိတယ်စနစ်မကျလို့ရှိရင်ပူပင်ပန်းရတာပေါ့ဗျာပူအလုပ်ရှုပ်ရတာပေါ့ဗျာမတူညီတဲ့ရလဒ်တွေထွက်လာတာပေါ့ဗျာမတူညီတဲ့ရလဒ်တွေထွက်လာတဲ့အနေအထားမျိုးမှာမတူညီတဲ့အကြောင်းအရာတွေပြဿနာတွေတွေ့ကြုံရတာပေါ့ဗျာဒီလိုတွေ့ကြုံရတဲ့အနေအထားမျိုးမှာကိုယ့်ရဲ့ customer တွေဆုံးရှုံးရတာပေါ့ဗျာဒါကြောင့်မို့လို့ကျွန်တော်တို့လုပ်ငန်းတစ်ခုအနေနဲ့ကစနစ်ကျဖို့လိုအပ်တဲ့ဒုတိယအချက်ကဘာလဲဆိုလို့ရှိရင်နော် delegation လို့ခေါ်တဲ့ကိုယ့်ရဲ့လုပ်ငန်းတာဝန်လက်လွဲခိုင်းရမယ့်အကြောင်းအရာတွေအရေးကြီးတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်နော် delegation လို့ခေါ်တဲ့တာဝန်လက်လွဲခိုင်းရမယ့်အကြောင်းအရာမှာကျွန်တော်တို့ကအဆင့်6ဆင့်ရှိပါတယ်နော်ပြင်ဆင်လူ၍ဆွေးနွေးသဘောတူခွင့်ပေးစောင့်ကြည့်မလွဲခင်အထိလုပ်ရန်6ခုသာဆိုပြီးတော့မှကျွန်တော်ကကြပြလေးဆက်ဆိုထားတယ်ပေါ့ဗျာနော်ဒါဒီအကြောင်းအရာ6ခုပါကိုကလုပ်ငန်းတာဝန်လက်လွဲခိုင်းတော့မယ်ဆိုလို့ရှိရင်ပြင်ဆင်တဲ့အကြောင်းအရာနော်လုပ်ငန်းစဉ်6ခုပေါ့ဗျာဘာကြောင့်လုပ်ငန်းထဲမှာစနစ်ကျတဲ့လဲဆိုတာနဲ့ပတ်သက်ပြီးတော့မှတတိယအချက်ကဘာလဲဆိုလို့ရှိရင် people dependent မှာစီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ကကိုယ့်ရဲ့ဝန်ထမ်းတွေကိုအားကိုးလို့ရပါတယ်ဒါပေမဲ့ဝန်ထမ်းကိုအခြေခံတဲ့လုပ်ငန်းတစ်ခုဖြစ်လို့မရပါဘူးအားကိုးတာနဲ့အခြေခံတာနဲ့တခြားစီပါပဲကိုယ့်ရဲ့လုပ်ငန်းတစ်ခုကဝန်ထမ်းတွေအပေါ်မှာအခြေခံပြီးတော့မှလုပ်နေရတယ်ဆိုလို့ရှိရင်ဝန်ထမ်းထွက်သွားတာနဲ့လူပေါ်မှာအားကိုးရတဲ့အခြေခံရတဲ့အနေအထားမျိုးမှာလူထွက်သွားတာနဲ့ဒီလုပ်ငန်းကရင်းရိုင်သွားတယ်ပေါ့ဗျာအဲ့တော့လူကိုအခြေခံတဲ့လုပ်ငန်းကနေစနစ်ကိုအခြေခံတဲ့လုပ်ငန်းတစ်ခုဖြစ်ဖို့လိုပါတယ်စနစ်ကိုအခြေခံမှသာလျှင်စနစ်ကနော်ဒီလူကိုချက်ချင်းလွယ်ကူကူလင်းလင်းမြန်မြန်နဲ့အစားထိုးနိုင်အောင်ပြင်ဆင်ပေးနိုင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကစနစ်ကိုအခြေခံခြင်းဒီလူကိုအခြေခံခြင်းတက်ပို့ပြီးတော့မှကောင်းတယ်ဆိုတဲ့အကြောင်းအရာလေးကအားလုံးသိပြီးသားဖြစ်မှာပါဒါကြောင့်မို့လို့ကျွန်တော်တို့လုပ်ငန်းတိုင်းအနေနဲ့ကနော် system လို့ခေါ်တဲ့အကြောင်းအရာကိုနားလည်ထားဖို့လိုပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်လုပ်ငန်းတိုင်းဟာဝင်ငွေဝင်အောင်လို့စ조사ရတယ်လို့ပဲလုပ်ငန်းတိုင်းကစနစ်ကျအောင်လို့စ조사ရပါတယ်။ဘာကြောင့်လဲဆိုကျွန်တော်အထက်မှာရှင်းပြခဲ့တဲ့အတိုင်းပါပဲ။စနစ်ကျနေတဲ့လုပ်ငန်းကပဲတူညီတဲ့ရလဒ်ကိုထွက်ပေါ်စေနိုင်ပါတယ်။စနစ်ကျနေတဲ့လုပ်ငန်းကပဲ delegation လို့ခေါ်တဲ့တာဝန်လွှဲပြောင်းခိုင်းစေခြင်းမှာတက်တောင့်တက်တာဖြစ်နိုင်ပါတယ်။မဟုတ်လို့ရှိရင်ပို့ပြီးတော့မှစိတ်ညစ်ရပြီးတော့မှပင်ပန်းနေပေါ့ဗျာ။နော်ဒီစနစ်ရှိတဲ့လုပ်ငန်းကပဲလူကိုအခြေခံတဲ့လုပ်ငန်းမဖြစ်ဘဲနဲ့စနစ်ကိုအခြေခံတဲ့လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီလူကိုအားကိုးမှုလျော့ပါပြီးတော့မှစနစ်ကိုအားကိုးတဲ့အတွက်ကြောင့်မို့လို့နော်လူအပြောင်းအလဲမှာလင်းလင်းမြန်မြန်နဲ့အစားထိုးနိုင်တဲ့အနေအထားမျိုးဖြစ်တယ်ပေါ့ဗျာဒါကြောင့်မို့လို့လုပ်ငန်းတစ်ခုမှာစနစ်ချထားဖို့စနစ်ကျနေဖို့ဆိုတာအင်မတန်မှအရေးကြီးလို့လုပ်ငန်းရှင်တယောက်အနေနဲ့ကလည်းစနစ်ဆိုတဲ့အကြောင်းအရာကိုတီးမိခောက်မိဖို့အင်မတန်မှအရေးကြီးတယ်ပေါ့ဗျာစနစ်ကိုချဖို့ဆိုတာပြင်ပလူတယောက်ကိုအားကိုးပြီးတော့မှချတာထက်ကိုကလုပ်ငန်းရှင်တယောက်ဒီလုပ်ငန်းကိုကိုသာလင်ပို့ပြီးတော့မှထဲထဲဝင်အတိဆုံးဖြစ်ပါတယ်ကိုတိုင်ကိုကဒီ system အကြောင်းကိုတီးမိခောက်မိပြီးတော့မှတိဆောက်တတ်ဖို့ဆိုတာခေါင်းဆောင်တယောက်ရဲ့အရေးချင်းထဲမှာပါပါတယ်ဒါကြောင့်မို့လို့ကိုကစီးပွားရေးလုပ်ငန်းတစ်ခုကိုဥဆောင်နေတဲ့လူတယောက်လုပ်ငန်းရှင်တယောက်အနေနဲ့စနစ်လို့ခေါ်တဲ့ system အကြောင်းကိုနားလည်ပြီးတော့မှเนาะလေ့လာထားဖို့လိုအပ်ပါတယ်မကြခင်မှာပဲစိတ်ဝင်စားသူများအတွက်ပါမကြခင်မှာပဲကျွန်တော်ရဲ့ BOSS Boss လို့ခေါ်တဲ့ Business Operation System for SME အသေးစားအလတ်စားလုပ်ငန်းများအတွက်ရည်ရွယ်ပြီးတော့မှလုပ်ငန်းစနစ်ချခြင်းဆိုတဲ့သင်တန်းလေးတစ်ခုကိုမကြခင်မှာပဲသင်တန်းပေးသွားဖို့ရှိပါတယ်ဒီသင်တန်းမှာကျွန်တော်အနေနဲ့စီးပွားရေးလုပ်ငန်းတစ်ခုအသေးစားအလတ်စားလုပ်ငန်းတစ်ခုအနေနဲ့စနစ်ဆိုတဲ့အကြောင်းအရာဘယ်လိုချရလဲဘာကြောင့်အရေးကြီးတာလဲနော်ဘယ်အပိုင်းတွေရှိတယ်လဲဆိုတဲ့အပိုင်းကြီးတွေကိုကျွန်တော်ရှင်းပြသွားပြီးမှလုပ်ငန်းအတွက်အဓိကအရေးကြီးတဲ့လုပ်ငန်းလည်ပတ်မှုဆိုင်ရာစနစ်တွေကိုကျွန်တော်ရှင်းပြသွားမှာဖြစ်ပါတယ်เนาะဒါစိတ်ဝင်စားသူများအတွက်ပါတင်နန်းတက်မှမဟုတ်ပါဘူးလုပ်ငန်းတစ်ခုကိုလောက်ကင်နေတဲ့လူတိုင်းအနေနဲ့ကစနစ်ဆိုတဲ့အကြောင်းအရာကိုတင်နန်းမှာမဟုတ်ပဲနဲ့ကိုလေ့လာခြင်းနဲ့เนาะကိုအနေနဲ့Facebook တွေရတော့၎င်းကိုအနေနဲ့စာအုပ်စာပေတွေရတော့၎င်းကိုအနေနဲ့ YouTube တွေရတော့၎င်းလေ့လာတင်တယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒါကြောင့်မလို့လုပ်ငန်းရှင်တွေကိုကျွန်တော်အနေနဲ့ဒီမှာ system ဆိုတဲ့အကြောင်းအရာစနစ်ဆိုတဲ့အကြောင်းအရာကိုလေ့လာပါလို့ကျွန်တော်အနေနဲ့ဒီမှာမျှဝေတိုက်တွန်းလိုက်ရပါတယ်ခင်ဗျာတခုရသွားလိမ့်မယ်လို့လည်းယုံကြည်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်